ကဲဝန်ရှာရှည်လို့လိုက်အောင်မယ်နော်အခုကြိုးရှော့ဗန်မလေးရှားသွားတဲ့ကိစ္စမမြင်ချင်လည်းမြင်နေရတယ်မတွေ့ချင်လည်းတွေ့နေရတယ်ဒါပဲပြည်နေရနော် Facebook မှာဆိုတော့အတီးကအမျိုးသမီးကိစ္စပေါ့နော်ကျွန်တော်ထိုက်ငယ်မထင်ပါတယ်သူကညီမပေါ့နော်ညီမလို့ပဲပြောမှာအဲ့ဒီညီမကလူတွေဘာလို့ပြောနေကြလဲဆိုတော့သူနေပုံထိုင်ပုံပြောပုံဆိုပုံကပြောစရာဖြစ်လို့ပြောနေကြတာလေနော်ဘယ်လိုပြောမလဲ over ဖြစ်လွန်းနေလူတွေကကြောရှော့ဗန်တွေးချင်လို့လာကြတာကြောရှော့ဗန်ကမတွေ့ရဘူးသူအခွက်ကြီးပဲတွေ့နေရတယ်သူကရှေ့ကနေကာစီနဲ့ပြီးတော့ security တွေပေးနာပြီးတော့လူကြောရှော့ဗန်ကိုလာကြည့်ချင်လို့လာတဲ့လူတွေကြောရှော့ဗန်မကြည့်ရဘဲနဲ့သူ့ပဲကြည့်နေရတယ်ပုံစံဆိုတော့လာကြည့်တဲ့လူတွေမကြည့်နဲ့တော်လေနော် security တွေလည်းများတယ်ပြီးတော့လာကြည့်တဲ့လူတွေကလည်းတနေရာတဲ့ပြောတာမို့နော်တိတ်စီကမရှိဘူး security တွေနဲ့ရံဖြစ်တဲ့အခု video file တက်လာတာ2 file 3 file အောင်ဖြစ်နေပြီဆိုတော့စီကန်တိတ်မရှိကြဘူးလို့ပဲပြောရမှာပေါ့ပြီးတော့အခုညီမကိစ္စပြန်ဆက်ပြောရရင်မျက်စိကိုနောက်တာပါသူ့ပုံစံဖြူကျော်သိန်းစီကမိုက်လူတာတော့မှပထမတော့တစ်ခါပဲတွေ့တာနောက်ဗီဒီယိုဖိုင်တွေထပ်တက်လာတော့3-4 ခါလောက်ရှိတယ်သူကဖြူကျော်သိန်းစီကမိုက်လူနေပြီးတော့လူတွေပြောတယ်လို့ပဲ okay နဲ့ပဲတလားဆိုတော့လူတွေကပြောစရာဖြစ်လို့ပြောနေကြတာဘာဖြစ်လို့ပြောနေကြလဲဆိုတော့လူတွေသူ့ရဲ့ပြောဆိုအနေအထိုင်အပြုတ်အမူကပြောစရာကိုဖြစ်နေတာအဲ့ဒီပြောစရာဖြစ်အောင်နေထိုင်ပြုတ်မှုပြောဆိုလို့လူတွေကပြောနေကြတာကိုကာဗာလုပ်တဲ့လူတွေကရှိသေးတယ်နော်သူဟာသူပါပွဲပလောက်ကြီးပဲရကြောရှော့ဗန်ကိုမလေးရှားမကလို့မိုးကောင်းကျင်အရှင်လက်ရောက်အောင်ပို့ပေးနိုင်တော့မှသူ့ရဲ့အပြောအဆိုအနေအထိုင်အပြုတ်မှုကလူတွေပြောစရာဖြစ်လို့ပြောနေကြတယ်ပြောမယ်ဆိုတော့စပ်ပြတဲ့လင်ပြောက်တယ်ပြောရမှာပေါ့နော်စပ်ပြတဲ့လင်ပြောက်တော့ဘာဖြစ်လဲသိလားစပ်ပြမអော်နိုင်တော့ဒီမှာရှပ်ပြရှပ်ပြဖြစ်တယ်ဆိုအပြောစပ်ပြတဲ့လင်ပြောက်တယ်ဆိုအပြောဆိုတော့ကိုအနေထိုင်အပြောဆိုအပြုတ်မှုတွေပုံစံမမှန်လို့အပြောခံရလို့ရှိရင်ငြိမ်နေလိုက်ပါဆိုကာယကံရှာတော့အခုထိတော့ပါမထွက်ပြောတာမရှိပါငြိမ်နေပါတယ်အဲ့ဒါမှန်တယ်တောင်းပန်တင်လည်းပြန်တောင်းပန်ပေါ့နော်လူတွေကိုသူ့ရဲ့အမြင်မတော်တဲ့အပြုအမူအနေအထိုင်တွေကိုကာဗာလုတ်တဲ့လူတွေပေါ်လာလို့ကိုလည်းမနေနိုင်လို့ဝင်ပြောတာပါပြောစရာဖြစ်အောင်နေလို့ပြောကြတယ်ဒါကိုကာဗာလုတ်တယ်ဆိုတော့ကိုစဉ်းစားကြပါနော်ကောင်းနေဘယ်သူမှမပြောပါဘူးပြီးတော့နောက်တစ်ခုကကြောရှော့ဗန်ကိုလာကြည့်တဲ့လူတွေစီကမ်းမရှိရလေ security တွေနဲ့အောင်မှရံဖြစ်တယ်ဟိုတယောက်ဆိုတော့ကျွန်တော်ကြည့်နေခြံဝိုင်းပြင်ဖက်ကနေဒီမလေး security uniform ဝတ်ထားတယ်ရဲလာလားမသိဘူးနော်အဲ့ဒါကိုတော့လှမ်းထိုးတယ်နော်မျက်နှာတော်မိုက်ရိုင်းနေနော်စီကမ်းမရှိတာထက်ကိုမိုက်ရိုင်းတာကျွန်တော်တို့မြန်မာတွေကနေရာပဲနေရာထိုင်းဆိုလဲမလေးရှားဆိုလဲနော်နေရာတကာနော်သူများပြောစရာဖြစ်အောင်နေကြတယ်စီကမ်းမရှိဗျံပရာဒါမဲ့လူနည်းစုပါနော်အဲ့လူနည်းစုကြောင့်ကျွန်တော်တို့လူအများကြီးကမျက်နှာပြည့်ရတယ်နာမည်ပြည့်ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာကကြောရှော့ဗန်ဆိုတာကကျွန်တော်တို့ TV ဖန်သားပြင်မှာလဲတွေ့နေကြတာပဲသူမတိုင်ခင်မော့နော်ဒီအွန်လိုင်းအင်ဆိုင်ရှိတယ်အားလုံးအားပေးကြတယ်အွန်လိုင်းအင်ဆိုင်လဲလူပဲသူကချန်ပီယံနှစ်ထပ်ကွင်းပေါ့နော်ကပတ်2 ခုရတယ်သူလည်းနောက်ကျပြန်ရှုံးသွားတာပဲအခုကကြောရှော့ဗန်လဲလူပဲဒါသူအောင်မြင်မှုရနေတဲ့အချိန်မှာအတကုံဖြစ်ပြီးတော့မှသူကြာရှုံးတဲ့အချိန်မှာလှဲ့မကြည့်မဲ့လူတွေလည်းများမယ်လူဆိုတာတနေ့ကြာရှုံးမှာပဲဆိုတော့လူချင်းပါဖြစ်လို့အဲ့လောက်ကြီးဖြစ်ကြတာလဲပေါ့နော်ကျွန်တော်တော့နားမလဲဘူးကျွန်တော်စိတ်ကတခြားလူနဲ့မတူလားမသိကျွန်တော်မြန်မာနိုင်ငံမှာနေတော့ကြတဲ့ဒီရုပ်ရှင်မင်းသားမင်းသမီးတို့အဆိုတော်တို့နဲ့ငန်းတက်တက်တပ်ပုံရိုက်ချင်ကြတာတွေးချင်ကြတာအော်တိုရေးခိုင်းချင်ကြတဲ့အထက်မှာကျွန်တော်မပါဘူးတလား
ကျွန်တော်နတ်မောက်မှနေတော့အထင်နေကျွန်တော်တို့ကယထာတန်လမ်းပေးမှနေတာဟုတ်စာပိုယထာနဲ့ကြော်ရဲအောင်ဆိုးမြတ်သူစာတို့လားရုပ်ရှင်အဖွဲ့တွေလာကြမယ်စာပိုယထာနဲ့ပါမယ်ဆိုတာတရင်နဲ့တက်လာတယ်လူတွေကကြည့်ချင်ကြတာအဲ့ဒီချိန်ကျွန်တော်ပူရာရောက်နေတယ်ဘာဖြစ်လဲဆိုတော့အဲ့တုန်းကကျွန်တော်တို့ကဘက်ထရီအိုးတွေအာသွင်းပြီးတော့မှမီးထွန်းရတာကိုပူတာရောက်နေတဲ့ဟာအဲ့ဒီဘက်ထရီအိုးသွားရွေးတာအာသွင်းခပေးနေဘက်ထရီအိုးရွေးပြီးပြန်လာအဲ့ချိန်မှာစာပိုယထာလည်းကွက်တီစိုက်လာတယ်အဲ့ချိန်မှာကျွန်တော်တို့ကဒီစေခန်းထဲကနေပြောင်းပြီးတော့မှအဲ့တောင်ရွာဖက်မှာပြောင်းပြီးနေကြတာပေါ့နော်ကျွန်တော်တောင်ရွာဖက်ကိုအဲ့ဘက်ထရီအိုးကြီးပခုံးထမ်းပြီးတော့မှပြန်လာတာ sorry ဆိုတော့အဲ့မှာရွာလုံးကျဖုန်ထအောင်ပြေးလာကြတာအဲ့ဒီကြော်ရဲအောင်လားမသိတော့အသေးချာမသိတော့မင်းသမီးကတော့ဆိုမြတ်သူစာဟုတ်တယ်ကြီးချင်လွန်းလို့သလားပြေးလာကြတာဖုန်တထောင်းနဲ့အဲ့ဒီဖုန်တထောင်းနဲ့ပြေးလာတဲ့လူအုပ်ကြီးနဲ့ဆန့်ကျင်ဖက်သွားနေတာကျွန်တော်တယောက်ထဲပဲရှိတယ်ဘက်ထရီအိုကြီးထမ်းပြီးတော့အမှန်ဘက်ထရီအိုကအဲ့လိုထမ်းလို့များတရားthe battery or acid တွေကအမြဲတမ်းဆိုနေတဲ့ခါကျတော့အင်ဂျီတွေပါပေါက်တယ်ဗောနော်ကျွန်တော်အင်ဂျီကလည်းအဆုပ်ဆိုတော့လက်ကနေဆွဲရတာလေးလာလို့ကျွန်တော်ပခုံးကနေထမ်းတာအဲ့ဒီမှာပြေးလာတဲ့လူအုပ်ကြီးတွေကအတော်ကြီးတယောက်ကအော်သွားတယ်ဟေးကောင်းလေးဘက်ထရီအိုအဲ့လိုမထမ်းနဲ့နေ acid ပေါက်လိုက်မယ်ဆိုပြီးအော်သွားလူချင်းပါလို့အဲ့လောက်ကြီးချင်ပါလေမဟုတ်ဘူးလားကိုဟာကိုမှန်နဲ့ပြန်ကြည့်ပါခမရလဲလူပဲလူတယောက်ကိုကြည်ရဖို့ရေးလူတယောက်ကိုမြင်ရဖို့အရေးရန်နေဖြစ်ပြဿနာတွေတက်ဘာတွေလဲခမရတို့အဲ့လူတယောက်ကိုမြင်ရတော့ဘာဖြစ်သွားလဲမမြင်ရတော့ရောဘာဖြစ်သွားလဲကျွန်တော်စိတ်ခံစားချက်ကအဲ့ဒါပဲခမရတော့ဘာမှပြောင်းလဲမသွားဘူးတချို့အဖြစ်တယ်ပတူဖန်အိုပိုလုံးဆိုလဲစီရိုနယ်တိုမက်ဆီအဲ့လိုမျိုးပေါ့နော်မြင်လိုက်ရရင်အသားလေးကင်လိုက်ရအရမ်းပျော်တာကျွန်တော်အဲ့စိတ်ခံစားချက်မျိုးမရှိဘူးဘယ်လိုလဲတော့မသိဘူးပေါ့နော်အဆိုတော်ဆိုလဲအဲ့လိုပဲကြိုက်တဲ့အဆိုတော်တွေရှိတယ်ရုပ်ရှင်မင်းသားမင်းသမီးကတော့ကျွန်တော်ရှင်းပြောမြန်မာနိုင်ငံရုပ်ရှင်မင်းသားမင်းသမီးတွေရှိတယ်လို့ကိုမထင်တာဆိုလူချက်အခုကြောရှော့ဗန်လဲသူစူးစမ်းလို့အောင်မြင်လာတယ်သူ့ရဲ့အောင်မြင်မှုကိုဂုဏ်ပြုတယ်ဒါပေမဲ့သူနဲ့မတွေ့ရလို့ဘာဖြစ်လဲဘာမှမဖြစ်ဘူးတကယ်ကျွန်တော်တို့ဒီမှာနေတဲ့လူတွေဆိုတော့တကယ်သူနဲ့တွေ့ချင်းသူရှိတဲ့နေရာအထိကောင်းမောင်းသွားပြီးသွားတွေ့လို့ရတာပဲမတွေ့ပါဘူးကိုယ်လုံနေကိုပဲလူချင်းမဲ့ဘာလို့အဲ့လောက်ကြီးဖြစ်ကြတာလဲကျွန်တော်မင်းချင်တာကနော်အရန်ထူးဆန်းနေကျွန်တော်တက်ကတော့လူချင်းတွေ့ရဖို့အရေးမြင်ရဖို့အရေးကိုနော်ဘာတွေဟိုတယောက်ကလည်းရှက်ပြမလွယ်ဘူးအဲ့ဒါလေးလာပြောတော့နော်ကျေးဇူးပါ